လူနေအိမ်ရဲ့ဘလိုနေရာမျိုးတွေမှာပြားဆွဲတာဟာအထူးကောင်းမွန်တဲ့နမိတ်ဖြစ်တယ်ဆိုတာကိုဆက်လက်ပြောပြပေးသွားပါမယ်နော်အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာ channel ပရိသတ်ကြီးအတွက်လူနေအိမ်မှာအိမ်ချမ်းဝင်းတွင်းတဲ့တစ်ပင်တွေမှာပြားအောင်ဖွဲ့ခြင်းပြားဆဲရွဲခြင်းရဲ့အတိတ်နမိတ်များအကြောင်းနဲ့ဘလိုနေရာမျိုးတွေမှာပြားအောင်ဖွဲတာပြားဆွဲတာဟာကောင်းတဲ့နမိတ်တွေဖြစ်တယ်ဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးဘလိုအတိတ်နမိတ်အကြောင်းတွေကိုတင်ဆက်ပေးစေခြင်းလဲဆိုတာကိုပုံမှန်မှာအကြံပြုရေးသားနိုင်ပါတယ်နော်မြမရိုးရာယဉ်ကျေးမှုအရလူနေအိမ်ဒီမှာပြားအောင်ဖွဲတာဟာကောင်းတဲ့နမိတ်အဖြစ်သတ်မှတ်ကြပါတယ်ပြားတွေဟာစီကန်းကြပြီးတော့လုံးဝဝီရိယရှိတဲ့အင်းဆက်တွေဖြစ်တာကြောင့်သူတို့ရဲ့တဘာဝအလျောက်ပြားရည်ထုတ်လုပ်နိုင်စွမ်းကိုတော့ကျွဲဝခြင်းအောင်မြင်ခြင်းတို့ရဲ့သင်္ကေတအဖြစ်မှတ်ယူတတ်ကြပါတယ်။လူနေနာတဲ့အိမ်မှာပြားအောင်ဖွဲ့ခြင်းရဲ့နမိတ်အဓိပ္ပာယ်လေးမျိုးရှိပါတယ်။နံပါတ်1ကျွဲဝခြင်းနမိတ်ပြားဒီဟာပြားရည်ကိုတဘာဝအလျောက်ဖန်တီးနိုင်တဲ့အတွက်ကြောင့်စီးပွားရေးလက်ရွှင်ခြင်းနဲ့အိမ်တွင်းတာယာဝပြောမှုတွေကိုညွှန်းဆိုပါတယ်။နံပါတ်2အောင်မြင်ရေးအချက်ပြနမိတ်ပြားအုပ်ဟာအလုံးများဆုံးသောအင်းဆက်များဖြစ်တာကြောင့်လုံးလဝီရိယကြောင့်အောင်မြင်မှုရရှိမယ်လို့ယူဆကြပါတယ်။နံပါတ်3အိမ်တွင်းဒုက္ခနမိတ်ပြားတွေဟာအန္တရာယ်မဖြစ်ဘဲအိမ်ကိုရွေးချယ်ခြင်းကအိမ်အောင်စုရဲ့တဟဇာတာဖြစ်မှုနဲ့ကောင်းတဲ့စွမ်းရည်နေတတ်ရှိကြောင်းဖော်ပြထားပါတယ်။နံပါတ်4သဘာဝရဲ့ကောင်းချီးပေးခြင်းနမိတ်ရှေးယူရပြားတွေဟာတန်ရှင်းတဲ့နေရာကိုရွေးချယ်တတ်တာမို့တင့်အိမ်ဟာတန့်ပြန့်ပြီးပြားတွေရဲ့ကောင်းချီးခံရတယ်လို့ယူဆကြပါတယ်။လူနေအိမ်မှာပြားအောင်ဖွဲ့တာဟာကံကောင်းခြင်းကြွယ်ဝခြင်းနဲ့အောင်မြင်မှုတို့ရဲ့နမိတ်လက္ခဏာအဖြစ်လဲရှေးမြန်မာတို့ယုံကြည်လက်ခံထားကြောင်းကိုလည်းတွေ့ရပါတယ်။ဆက်လက်ပြီးတော့လူနေအိမ်ရဲ့ဘလိုနေရာမျိုးတွေမှာပြားဆွဲတာဟာအထူးကောင်းမွန်တဲ့နမိတ်ဖြစ်တယ်ဆိုတာကိုဆက်လက်ပြောပြပေးသွားပါမယ်နော်။အကောင်းဆုံးလို့နမိတ်ဖက်ရမယ့်နေရာတွေကတော့နံပါတ်1အိမ်ရဲ့အရှိတ်ဘက်ဒါမှမဟုတ်အိမ်တကားနာပြားဆွဲခြင်းအရှိတ်ဘက်ဟာနေထွက်ရာအရက်ဖြစ်လို့ကံအားလုံးကောင်းစေတဲ့နမိတ်လို့ယူဆကြပါတယ်။အိမ်တကားနာမှာပြားအောင်ဖွဲ့တာလက်လာပါဝင်တာဧည့်သည်ကောင်းတွေတော့ရောက်ရှိလာမယ်ဆိုတဲ့နမိတ်တွေပဲဖြစ်ပါတယ်နော်။နံပါတ်2အိမ်ရဲ့အနောက်ဘက်ဒါမှမဟုတ်ခြံစည်းရိုးပြားဆွဲခြင်းအနောက်ဘက်မှာပြားအောင်ဖွဲတာဟာစီးပွားရေးတည်တံ့ခိုင်မြဲမဲ့နမိတ်လို့ယူဆကြပါတယ်နော်။ခြံစည်းရိုးနားမှာပြားဆွဲတာကအိမ်ကိုတဘာဝကကာကွယ်ပေးတဲ့အချက်ပြလို့လည်းရှုမြင်ကြပါတယ်။နံပါတ်3အိမ်လယ်မှာပြားဆဲရဲခြင်းအိမ်ရဲ့ဗဟိုချက်နားမှာပြားအောင်ဖွဲတာကမိသားစုအတွင်းချမ်းသာဒုက္ခတိုးပွားမဲ့နမိတ်ဖြစ်တယ်လို့ရှေးမြန်မာတွေကယူဆကြပါတယ်နော်။နံပါတ်4တစ်ပင်ပေါ်ဒါမှမဟုတ်ဥယျာဉ်အနီးပြားဆွဲခြင်းတစ်ပင်နဲ့တဘာဝပတ်ဝန်းကျင်မှာပြားအောင်ဖွဲတာကဘဝတိုးတက်စေတဲ့စွမ်းရည်များဝင်ရောက်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။နောက်ဆုံးအနေနဲ့ပြောချင်တာကအိမ်ရဲ့အရှိတ်ဘက်တကားနာအနောက်ဘက်ဒါမှမဟုတ်တစ်ပင်ပေါ်မှာပြားအောင်ဖွဲတာကိုတော့အများဆုံးကောင်းတဲ့နမိတ်အဖြစ်ယူဆကြပါတယ်။ယခုလိုတဘာဝနမိတ်ဖက်ခြင်းဟာမြမရိုးရာရဲ့အစဉ်အလာတစ်ရက်လည်းဖြစ်ပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ Channel ပရိသတ်အားလုံးကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။